ရွာနေကုစုတော်မိတို့ဤတပီတွေမရေကြည်ဝိခမဆဆိုးတို့ဤဖေးများမင်္ဂလာခန္ဓာကြီးနဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘုရားဘာသာဝင်တော်စင်များပြုလို့ဆောင်ရွက်ပဲကိစ္စဖြစ်နေလို့ပြုလို့ဆောင်ရွက်ရမှာဘုရားတရားနန္ဒာမိဘဆရာအနန္တအနန္တ၅ပါးတို့ကိုရှိခိုးကတော့ဗန်စင်ဒီမတာလေးပြုလို့ဆောင်ရွက်လေးရှိကြပါတယ်ခင်ဗျာတို့ဖြစ်ပါ၍မင်္ဂလာတို့သားနဲ့မင်္ဂလာတို့ပြုလို့ဒီတရားနန္ဒာမိဘရှိခိုးကတော့ဗန်စင်မှာပဲဖြစ်တာခင်ဗျာနမောဗုဒ္ဓယမနဲ့လူပေါင်းတို့ဤဝတ္တဘယောဘုရားထုကိုခံတော်တိုက်တာတော့သမန္တာဗုဒ္ဓရှင်တော်မြတ်ကြီးအားယူသေးသွားပြီးရှိခိုးပြီးတော့ပန်ဆင်ပါရရှိတယ်နော်နမောဓမ္မနေလေးတဲ့ပူလေးတဲ့နိဗ္ဗာန်ပြည့်အောင်ဆိုတော့ဆယ်ပါးသောတရားတော်များတော့ယူသေးစွာဖြင့်ကုသိုလ်ရှိခိုးပါရရှိတယ်နော်နမောဓမ္မလေးကဘုရားလေးရောက်ဆိုတော့ရှိရောက်တော့ပရမတ္ထသံဃာတော်ရှိသမျှပေါင်းပြီးမြတ်မောနဲ့ရှိနေကြလို့တော့သမုဒ္ဒိသံဃာတော်ရှိသမျှပေါင်းတော့ယူသေးစွာဖြင့်ရှိခိုးပြီးတော့ပြန်ဆင်ပါရရှိတယ်နော်နမောမာတာပိတာမြေမောတောင်မကကြတိပခုံးနဲ့တည်းပဝါလည်းတို့ကကြည်ပြအောင်ကျွေးဆက်ဆက်လာကြကုန်တော့မိမိမာကျေးဇူးရှင်တွေတို့အားယူသေးစွာဖြင့်ရှိခိုးပြီးတော့ပြန်ဆင်ပါရရှိတယ်နော်နမောအားစီယတာတလုံးတစ်ပါးတာဆုံးမပတ်ပြီးတော်တယ်ပေးတာတော့ဒီဆရာမင်းဆရာကြားဆရာတို့အားယူသေးစွာဖြင့်ရှိခိုးပြီးတော့ပြန်ဆင်ပါရရှိတယ်နော်တွေ့ရလာကြတော့မင်္ဂလာအဲ့တော်ဘောလို့ခင်ဗျာဂုဏဝတိဝရဝတိအဖြစ်ကြီးမြတ်ကြတော့မင်္ဂလာပုဂ္ဂိုလ်ကြီးများအားလည်းမင်္ဂလာတို့အားအောင်ဘဝေးခိုင်နေမင်္ဂလာတို့သမီးမရေကြည်ဝေးတို့မှာဝရဝတရားပြုဝတရားရှိထား၍ယောဂေစွာဖြင့်ကာရဝပြုအပ်ပါလေခင်ဗျာဒီမှာလူဘာသာရှိတယ်အစင်းကျက်တွေဒီကုန်းကိုဖြာလို့ရကောင်းချီအင်္ဂါများစွာတို့ဖြင့်ပြည်စုံရှာသောအစင်ကားဖြစ်စီဒီနေ့နိုင်တိုင်းတင်မြင်သူကိုဆိုအောင်ဤအောက်စပယ်မင်္ဂလာဘန်ကုန်းများကိုရှေ့အခါဆင်အောင်ရှိကြကြတော့အောင်ဘွယ်ရစစ်သူကြီးတို့မင်္ဂလာအောက်စပယ်ဘန်ကုန်းများကိုစီမြန်းပြီးတကယ်တော့မင်္ဂလာအောက်စပယ်ဘန်ကုန်းနဲ့မင်္ဂလာအောင်တိတိလက်ဝတ်နာများကိုစီမြန်းပြီးမဲ့အချိန်ခါပဲဖြစ်ပါလေခင်ဗျာတို့ပြပါ၍အချိန်နာပြောနေစင်တာမလို့ရမြင်သာစွာကြွနိုင်၍အောင်စပယ်မင်္ဂလာဘန်ကုန်းဘန်ကိုမစနိုးဦးမှာဆောင်ယူလာပြပါရန်လေးစားစွာတင်စီမီဘောတို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဆက်လိုက်ပြီကိုကြီးလေးမဇာနေတဲ့စင်းမနဲ့တော့မှာမင်္ဂလာတော်တော်မှာဘိုးဘေးခိုင်နေမင်္ဂလာတော်သမီးမရေချီဝင်းတို့ဟာမင်္ဂလာအစပယ်ဘန်ကုန်းများကိုကြွရောက်ဆင်ញံပေးပါရန်လေးစားစွာဖြင့်စီမင်းဘော်တို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဟာတတ်တော်များများပြုလို့